င်ခံဟိုတယ်တစ်ခုဆိုတာကအခန်းကောင်းကောင်းပေးတာတက်တက်လို့တင်ထင်နေသေးလားကက်ပလာဘန်ကောက်ကတော့ဇင်ခံမှုကိုယဉ်ကျေးမှုခီးစဉ်ဖြင့်ပြောင်းလဲပြလိုက်ပါတယ်ဒါဟာကက်ပလာဘန်ကောက်ရဲ့ပုံမြင်စာပါဘန်ကောက်ရဲ့တမိုင်းဝင်မြစ်ပေမှာတည်ရှိပြီးတော့ခင်မိတဲ့ဇင်ခံမှုနဲ့စစ်မှန်တဲ့ထိုင်းရိုးရာကိုပေါင်းစပ်ထားတာပါသူတို့ရဲ့ signature ဖြစ်တဲ့ကက်ပလာ culturist တွေကတာမန်ဘက်ဒလာမဟုတ်ပါဘူးသူတို့ဟာအဲ့တဲ့တိုင်းအတွက်ကိုယ်ပိုင်ယဉ်ကျေးမှုခီးစဉ်တွေကိုဖန်တီးပေးတာပါဒါဟာ brand ကို hotel ကနေထိုင်းယဉ်ကျေးမှုရဲ့ဂိတ်ဝါတစ်ခုခေမြင့်တင်လိုက်တာနဲ့အတူတူပါပဲကက်ပလာဘန်ကောက်ဟာပြင်သစ်နည်းပညာနဲ့ထိုင်းပါဝင်ပစ္စည်းတွေပေါင်းစပ်ထားပြီးတော့ဇင်ခံမှုရဲ့နှလုံးသားကိုတိစောက်ထားတာပါသူတို့ဟာ luxury with soul ဆိုတဲ့ရည်ချက်ရှိသောဇင်ခံမှုကိုကိုစားပြုတာနဲ့အတူတူပါပဲကမ္ဘာအကောင်းဆုံး World 50 Best ဖြစ်လာခြင်းကတစ် brand ကအခန်းတွေကိုရောင်းတာရပ်ပြီးလူတဦးချင်းစီရဲ့စိတ်ခံစားချက်ကိုထိတွေ့နိုင်တဲ့အရာတစ်ခုကိုရောင်းဖို့အချိန်ရောက်ပြီဆိုတာပါပဲ